350ဝန်းကျင်မှာခုံ3နဲ့ရှာနေတဲ့လူချင်းများအတွက်ကျွန်တော်တို့ရှိမှာ Honda Stream လေးရှိပါမယ်ခင်ဗျာဒါ model 2000လေးပါ engine power လည်း2.0လေးဖြစ်ပါမယ်ခင်ဗျာဒါမိသားစုကြည်ကြဲဝန်းဝန်းစီးလို့ရမယ် highway ထွက်လို့လည်းအဆင်ပြေမဲ့ကားလေးပါခင်ဗျာအလွိုင်းပက်လက်လေးပါပါမယ်ကဲတော့ color လေး black လေးဖြစ်ပါမယ်ကျွန်တော်ရောင်းချပြီးမဲ့ဈေးနှုန်းလေးက948သိန်းနဲ့ရောင်းချပြီးမှဖြစ်ပါတယ်ခင်ဗျာမိသားစုလိုက်ခရီးမကြခဏထွက်တဲ့လူကြီးများအတွက်ပိုပြီးအဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးရိုက်ပြပေးပါမယ်ကဲဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျာကဲ driver ထိုင်ကိုအနေမိနေရပါမယ်ခင်ဗျာဒါ auto hang gear လေးဖြစ်ပါမယ် TV background ရလည်းပါပါတယ်ခင်ဗျာအတွင်းကလေးတော်တော်လေးတန့်ပါတယ်ခင်ဗျာ side cover တွေကွဲရလုံးဝမရှိပါဘူးเนาะကဲဒါတော့အလေကန်လေးပဲဖြစ်ပါမယ်ကဲတော့နောက်ခန်းမှာလည်းကျွန်တော်နောက်တစ်ခုပါပါဦးမယ်ခင်ဗျာဒါမိသားစုကြဲကြဲဝန်းဝန်းစီးမယ်ဆိုရင်စင်ပြေးမဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာ model 2000လေးပါခင်ဗျာ engine power 2.0လေးပါကျွန်တော်ရောင်းချပေးမဲ့ဈေးနှုန်းလေးက948သိန်းနဲ့ရောင်းချပေးမှဖြစ်ပါတယ်ရိုးစိတိုက်ခိုက်ရှင်းပါတယ်ခင်ဗျာကញ្ញနာတရားဝင်ရင်စစ်ရာပြီးသားကားလေးပါဒါလူချင်းမင်းတို့ပြန်ရောက်လို့သောကားများကိုလည်းကျွန်တော်ဆိုကြီးကားရှိုးရုံးမှာပြန်လဲဝယ်ယူပေးပါခင်ဗျကျွန်တော်ကားလေးကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကူမင်းရဲ့ကျော်တော့ one way လမ်းမကြီးပုံမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39ကို08524223ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျဗီဒီယိုဆုံးထိကြည့်ရှုပေးရတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျ